အဘိဓမ္မာ9ကျမ်းရဲ့ဒုတိယမြောက်ဖြစ်တဲ့ဝိပင်းကျမ်းပါဠိဘာသာနဲ့ဝိပင်္ဂဆိုတာ analyze လုပ်တာဝေဖန်ခွဲခြားပြီးတော့ပြဗိဓမာ9ကျမ်းဆင်ထားပုံတွေကစိတ်ဝင်စားစရာကောင်းပါပထမဆုံးကျမ်းကဓမ္မသင်္ကနီဗိဓမာ9ကျမ်းရဲ့အနှစ်ချုပ်ဓမ္မတွေကိုစုပြီးတော့စိတ်တဝိပတ္တိရူပဝိပတ္တိဒီနှစ်ခုနဲ့ခွဲခြားပြပြီးတဲ့နောက်မှာဒီနှစ်ခုခွဲခြားတယ်ဆိုတာလဲကုသလဓမ္မအကုသလဓမ္မအဗျာဂတဓမ္မဆိုရက်ကုသလတိကတစ်ခုတည်းကိုပဲခွဲခြားပြတာအဘိဓမ္မာ9ကျမ်းမှာမာတိကချထားတာကတိကပေါင်း22ဒုက္ခပေါင်း100ဒီထဲမှာသုတ္တန္တဒုက္ခ42ပါသေးတယ်အဲ့ဒါတော့ရှင်သာရိပုတ္တရာဖြည့်ဆွတ်ထားတယ်လို့ဆိုတယ်အဲ့ဒီဓမ္မတွေကိုကုသလဓမ္မအကုသလဓမ္မအဗျာဂတဓမ္မဝေဒနာနဲ့စပ်ပြီးဒုက္ခယဝေဒနာယသံယုတ်ဓမ္မဒုက္ခယဝေဒနာသံယုတ်ဓမ္မအဒုက္ခမဒုက္ခဝေဒနာသံယုတ်ဓမ္မစသဖြင့်အစု3စုပြုပြီးတော့ဓမ္မတွေစုထားတဲ့အထက်ကုသလဓမ္မနဲ့အကုသလဓမ္မအဗျာဂတဓမ္မဆိုဒီဓမ္မတွေအခြေခံထားပြီးတော့တစုတည်းစတင်စုဆောင်စုယုံပြီးတော့ပြတယ်ဓမ္မသင်္ကနီချမ်းအဲဒီဓမ္မသင်္ကနီချမ်းမှာလည်းပဲမာတိကဗရဘာဇနီဆိုပြီးတော့မာတိကဆိုရဲအောက်လိုင်းခေါင်းစည်းလေးတွေပေးပြီးတော့ဗရဘာဇနီဆိုပြီးတော့စကလုံးတွေရဲ့အဓိပ္ပာယ်တွေကိုရှင်းလင်းပြောကြားအဲ့ဒါလိုအခြေခံအားဖြင့်ဖွင့်ပြီးတဲ့အခါမှာရှင်းလင်းပြောကြားတယ်ဆိုတဲ့နေရာမှာအရေးပါတာရောအရေးမပါတာရောလို့ဆိုပါစို့အဲ့ဒီဓမ္မတွေအလုံးစုစည်းပြီးတော့ပြထားတာဝိပင်္ဂကြတော့ကမ္မထံရှုမှတ်တာနဲ့ပတ်သက်ပြီးဝိပဿနာရဲ့အာယုန်နဲ့ပတ်သက်တို့မို့ဝိပဿနာလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတနည်းအားဖြင့် Buddhist practice နဲ့ Noble practice ဗျာမစရိယနဲ့ပို့ပြီးတော့အရေးပါတဲ့တရားတွေကိုထုတ်နှုတ်ပြီးအသေးစိတ်ထပ်မံချက်ထွင်ပြီးတော့ပြတာဝိပင်္ဂဟောဓမ္မသင်္ကနီကစုဆောင်းထားတဲ့ဓမ္မတွေတဲကတစ်ခါပြန်ကောက်နှုတ်ပြီးတော့ဒုတိယထဲမှာအသေးစိတ်ထပ်ပြီးတော့ခွဲဝေပြီးတော့ပြတယ် analyze လုပ်ပြတယ်ဝိပင်္ဂမှာ chapter ပေါင်း18ခုရှိတယ် compilation system စနစ်တကျဖွဲ့စည်းပြီးတော့ဒီကျမ်းကိုပြုစုထားတာဖြစ်တယ်ရသော်ဗျာဟောထားတဲ့တဲ့နံပါတ်1ကခန္ဓာဝိပင်္ဂလို့ခေါ်တယ်ခန္ဓာအကြောင်းကိုအသေးစိတ်ထပ်မှတ်ပြီးတော့ရှင်းပြတယ်ရှုထောင့်ဆုံးကရှင်းပြတယ်ခန္ဓာအကြောင်းကိုပြောမယ်ဆိုရင်မြတ်စွာဘုရားခန္ဓာအကြောင်းကိုထိုသုတ်တန်နေမှာဟောခဲ့တယ်ဗိဓမာမှာလည်းဟောထားတယ်သုတ်တန်နီးအဘိဓမာနီးဆိုပြီးတော့သုတ်တန်မှာဟောတဲ့ system နဲ့အဘိဓမ္မာမှာဟောတဲ့ system တချို့နေရာမှာကွဲပြားခြားနားမှုရှိတယ်အခြေခံအားဖြင့်တူညီတော်လဲကွဲပြားခြားနားမှုတွေရှိတယ်ဒါဖြင့်ဘုရားဟောတဲ့တရားချင်းဘာဖြစ်လို့ကွဲပြားခြားနားတာတော့သုတ်တန်ဆိုတာကတတ္တဝါတွေရဲ့ဇယိုက်အလိုက်အစ္ဆတရားချိပြီးတော့ဒီပုဂ္ဂိုလ်တရားမျိုးနဲ့တန်တယ်ဟိုပုဂ္ဂိုလ်ဟိုမျိုးနဲ့တန်တယ်ဆိုပြီးတော့
တန်ရတင့်တော်ယုံပို့ပြီးတော့အကျိုးဖြစ်ထွန်းမဲ့အနေထားကိုကြည့်ပြီးတော့မြတ်စွာဘုရားတုတ်တန်ကိုဟောတာတုတ်တန်ဆိုတာလုံးတင်တာမလုံးတင်တာရှောင်ရမှာဆောင်ရမှာဆိုတာဒီအဓိကလက်တွေ့ကျင့်သုံးရမယ့်အချက်ကလေးတွေပုဂ္ဂိုလ်ရဲ့ဇယိုက်အလိုက်ပေါ့ဒီပုဂ္ဂိုလ်ဖို့လက်တွေ့ကျင့်သုံးတင်တာဒါဟိုပုဂ္ဂိုလ်ကလက်တွေ့ကျင့်သုံးတင်တာဒါလို့တဦးနဲ့တဦးမတူကြည်တဲ့အချက်ကလေးတွေကိုအခြေခံပြီးတော့သုတ္တံမှာဟောကြားတာအဘိဓမ္မာကျတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးအဘိဓမ္မာကျတော့ဖြစ်တဲ့ဖြစ်ထိုက်တာတွေကိုအသေးစိတ်ထပ်ပြီးတော့ရှင်းပြသဘာဝတရားတွေရဲ့တစ်ခုနဲ့တစ်ခုရှုပ်ထွေးပွေလိမ့်နေအောင်ဆက်သွဲနေတယ်ဖြည့်ရှင်းလို့ခက်လောက်အောင်ဆက်သွဲနေတဲ့ဆက်သွဲမှုတွေတလောကကြီးကိုခြုံငုံသုံးသပ်ပြီးတော့သဘာဝတရားတွေကဘယ်ပုံဖြစ်နေတယ်ဆိုတာသဘာဝတွေရဲ့အခြေအနေတွေကိုဟောတာဖြစ်လို့သုတ္တန်ကသဘာဝတရားတက်တက်ကိုသုံးသပ်ဟောတာမဟုတ်သည့်အတွက်ကြောင့်အဘိဓမ္မာကျတော့သဘာဝတရားတက်တက်ကိုသုံးသပ်ဟောတာဖြစ်သည့်အတွက်ကြောင့်တင်ပြပုံဟောကြားပုံအနေထားအခြေခံလေးကကွဲပြားခြားနားတယ်ပေါ့သို့တော့တရားဓမ္မချင်းကွဲပြားခြားနားတာမဟုတ်ဘူးတရားချင်းကအတူတူပဲသဘောကတော့ရှင်းအောင်ပြောရမယ်ဆိုရင်ကလေးတင်တော့တစ်မျိုးတင်ရတယ်လူကြီးတင်တော့တစ်မျိုးတင်ရတယ်မတတ်သေးတဲ့လူတင်ရင်တစ်မျိုးတင်ရတယ်တတ်ပြီးသားလူတင်ရင်တစ်မျိုးတင်ရတယ်ပေါ့သင်ကြားတဲ့စနစ်ကမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မတာရတိသင်ကြားတဲ့နေရာမှာအင်မတန်မှလိမ္မာကျွမ်းကျင်တာအဲ့လိုလိမ္မာကျွမ်းကျင်တဲ့ဒေသနာဝိလာသဟောတဲ့ပြောတဲ့နေရာမှာအင်မတန်မှခုခေတ်စကားနဲ့ပြောရင်စတိုင်ပေါ့နော်သိပ်ပြီးတော့မြင့်မားတဲ့ဉာဏ်ကိုအသုံးချပြီးတော့တတ္တဝါတွေရဲ့အာတယနုတယအာတယလို့ဆိုတဲ့ tendency inclination တယောက်နဲ့တယောက်လူဆိုတာလဲအတွေးတွေအကြံတွေစိတ်နေသဘောထားတွေကကွဲပြားခြားနားကြတယ်အဲ့ဒီ tendency inclination တွေကိုအခြေပြုအနုတယ habitual practice လူတွေရဲ့ habitual practice လေ့တင်အနေနဲ့တန်တရားထဲမှာဆွဲကပ်လာတဲ့အနေအထားအဲ့ဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့ဟောရတာဖြစ်လို့မြတ်စွာဘုရားရဲ့ဟောပြောမှုပညာရဟာတမ္မာပုဂ္ဂိုလ်ကချီးကျူးရင်အဓိပ္ပာယ်မရှိဘူးပေါ့မသိပဲပြောတဲ့အဓိပ္ပာယ်မျိုးရောက်ဘုရားရဲ့ဂုဏ်ကျေးဇူးကိုပြည့်ပြည့်စုံစုံပြောမယ်ဆိုရင်ဘုရားတစ်ပါးပဲပြောနိုင်ဒါမို့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးကိုဘယ်သူမှကုံအောင်ပြောလို့မရကုံအောင်ဆိုတာနေအောင်ကုံအောင်ဆိုတာပင်လယ်ကြီးကိုကုံအောင်ပြလို့မရတယ်လို့ပဲဒါပင်လယ်လို့ပဲပြောလို့ရမယ်အပေါ်ယံကြောကိုကြည့်ပြီးရေပြင်မျက်နှာပြင်ကြီးကိုကြည့်ပြီးဒါပင်လယ်လို့ဒီလိုပြောကြတာသို့တော့ပင်လယ်ရဲ့နေဆိုင်မှုအတွင်းမှာယရနာတွေအနေထားတွေပုံပန်းတဏ္ဍာတွေဘယ်သူမှပြောနိုင်ဘူးခင်ဗျာအဲ့ဒါလို့ပြောနိုင်တဲ့ပုဂ္ဂိုလ်ကပင်လယ်အကြောင်းကိုလေ့လာပြီးပင်လယ်ထဲမှာနေပေါင်းများစွာကျက်စားနေထိုင်တဲ့ပုဂ္ဂိုလ်သာပြောလို့ရမှာ။ကျန်တဲ့ပုဂ္ဂိုလ်တွေပြောနိုင်။ဘုရားရဲ့ဂုဏ်ကြီးကိုလည်းဘုရားတစ်ပါးပဲပြောနိုင်။တခြားဘုရားတဆူသည်ဘုရား၏ဂုဏ်ဟောနိုင်။ဒါတော့မှကုံမလားဆိုမကုံဘူးတဲ့။ထေရဆရာကြီးတွေဗုဒ္ဓောပိဗုဒ္ဓတဝန္နံပနေယကပ္ပောပိကပ္ပောခိယေထစိရတိကမန္တရေနာဘုရားတစ်ပါးဟာဘုရားရဲ့တစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုပြောနေမယ်ဆိုရင်အချိန်သာကုန်သွားမယ်အချိန်စရပါတော့ကဘာတကဘာဆိုတဲ့အမတန်ကြာညောင်းတဲ့အချိန်ကြီးသာကုန်သွားမယ်တဲ့ဂုံကြီးကုန်သွားတာမဟုတ်ဘူးလို့ဒီလိုပြောတယ်ဒါကြောင့်မို့မြတ်စွာဘုရားဂုံကြီးတွေနဲ့ပြောတဲ့အခါကျတော့အတ္တမသမောဆိုတဲ့စကားလုံးလေးရှိတယ်အတ္တမသမောဆိုဘုရားကိုဂုံပြုတဲ့စကားလုံးလေးဟာအလွန်ထူးခြားတယ်
Atama tamo Atama tama မတူတဲ့ပုဂ္ဂိုလ်နဲ့တူတာမတူတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်သူတုံးဆိုဘယ်သူမှအတူမရှိတဲ့ပုဂ္ဂိုလ်ကဖရာပဲအဲ့ဒီဘယ်သူမှမတူတဲ့ဖရာနဲ့တူတယ်လို့ဆိုလို့တယ်ဖရာဆိုတာဘယ်သူနဲ့မှမတူဘူးအဲ့ဒီဘယ်သူမှမတူတဲ့ဝိတော်မူခဲ့တဲ့ဖရာတွေနဲ့တူတယ်လို့ဒီလိုပြောတာနော်ဖရာချင်းတော့တူတာပေါ့အဲ့ဒါကိုအတ္တမသမလို့ခေါ်တာမတူသူနဲ့မှတူတယ်ကျန်တဲ့လူတွေနဲ့တော့နှိုင်းယှဉ်လို့မရပါဘူးအဲ့တော့မြတ်စွာဘုရားဟာတရားတော်မှာဟောတော့မယ်ဆိုရင်အာတယနုတယလို့ခေါ်တဲ့tendency inclination habitual practice indriya propriety လို့ခေါ်တဲ့တတ္တဝိရိယစတဲ့ဣန္ဒြေတွေရင့်တတ်မှုမကြွားဖြစ်သလားမကြွားမဖြစ်ဘူးလားဆိုတာအနေထားတွေကိုကြည့်ပြီးတော့မှမြတ်စွာဘုရားတရားဟောတာဒါကြောင့်မို့သုတ်တံတရားတော်တွေရဲ့အခြေခံနဲ့အဘိဓမ္မာတရားတွေရဲ့အခြေခံလေးဟာကွဲပြားခြားနားမှုလေးတော့ရှိတယ်ပေါ့အဲ့ဒီကွဲပြားခြားနားမှုတွေကိုဒီမှာ compare လုပ်ထားတာခန္ဓာအကြောင်းကိုအသေးစိတ်ပြောပြီးဆိုတဲ့အခါမှာသုတ်တန်နည်းနဲ့ပြောမယ်အဘိဓမ္မာနည်းနဲ့ပြောမယ်ဟောသုတ်တန်ရှုထောင့်ကပြောတယ်အဘိဓမ္မာရှုထောင့်ကပြောတယ်သုတ်တန်ရှုထောင့်ကပြောတာကိုသုတ်တန္တဘာဇနိယလို့နာမည်ပေးတာအဘိဓမ္မာရှုထောင့်ကပြောရင်အဘိဓမ္မာဘာဇနိယဆိုကွဲပြားခြားနားမှုလေးတွေရှိနေတာကိုဉာဏ်ဉာဏ်သွေးထက်မြက်ဖို့ဆိုပြီးဒီဝိပဿနာဉာဏ်ကြီးမှာမြတ်စွာဘုရားကဟောပြောထားတာနောက်ဒါလည်းမကဘူးပညာပု္ပ္ပကမိကုံးလေးတွေမေးမြန်းပြီးတော့ရှင်းလင်းချက်ကလေးတွေအမေးပြေလုပ်တယ်ဆိုတာဉာဏ်ဉာဏ်သွေးထက်မြက်ဖို့လေ့ကျင့်ပေးခြင်းတစ်မျိုးပဲမေးပြေလုပ်တာဉာဏ်ဉာဏ်သွေးထက်မြက်စေတယ်မြတ်စွာဘုရားဟောကြားချက်တွေကပฏิပု္ပ္ပာဝိနိတာတဲ့ပฏิပု္ပ္ပာဆိုတာမေးမြန်းသင်ကြားခြင်းမေးမြန်းလေ့ကျင့်ပေးခြင်းမိကုံးနေမေးပြီးတော့လေ့ကျင့်သင်ကြားပေးတာပฏิပု္ပ္ပာဝိနိတာမြတ်စွာဘုရားကျင့်သုံးတဲ့နည်းစနစ်ကအဲ့လိုရှင်းအောင်လို့ဆိုပြီးတော့မိကုံးနေမေးအဖြေပေးကိုယ်တိုင်မေးပြီးကိုယ့်အကူဖြေတာရှိတယ်သူများကိုဖြေခိုင်းတာရှိတယ်အဲဒီမှာမိကုံးလေးတွေထုတ်ပြီးတော့မြတ်စွာဘုရားကခုနတိကဒုက္ခဆိုတဲ့မာတိကခေါင်းစဉ်လေးအတိုင်းဖြေရှင်းသွားတဲ့အခန်းကိုပညာပု္ပ္ပကလို့ဆိုပြီးဝိပန်းကတစ်ခုတစ်ခုမှအဲ့လို၃ပိုင်းနဲ့ analyze လုပ်သွားတာဒီကျမ်းကြီးကိုကြည့်မယ်ဆိုရင်အလွန်စိတ်ဝင်စားစရာကောင်းတယ်ပေါ့ကဲဝိပန်းကမှာ chapter 18ခုရှိတယ် chapter 18ခုခေါင်းစဉ်လေးကဘာတွေတုံးဆိုနံပါတ်1ကခန္ဓာဝိပန်းကခန္ဓာအကြောင်းကိုသိစိတ်ပြောမယ်ပြောတဲ့အခါမှာအပိုင်း၃ပိုင်းရှုထောင့်၃မျိုးကပြောမယ်သုတ်တန်နည်းကပြောမလားအဘိဓမ္မာသုတ်တန်နည်းကပြောမယ်အဘိဓမ္မာနည်းကပြောမယ်မိကုံးထုတ်ပြီးတော့ရှင်းလင်းတဲ့နည်းကပြောမယ်ဟောဒီ၃မျိုးနဲ့ပြောတယ်ခန္ဓာအကြောင်းပြည့်စုံဒီမှာရှင်းပြထားတယ်ပေါ့ဉာဏ်ဉာဏ်သွေးထက်မြက်ဖို့ပညာဘူမိပညာရဲ့စိုက်ပျိုးရာပြိုးထောင်ရာပြုစုပြိုးထောင်ရာမြေလွှာတစ်ဖွဲ့ဖြစ်တယ်ဒီဓမ္မတွေဟာဒီဓမ္မတွေကိုသင်ကြားခြင်းဟာပညာကိုလေ့ကျင့်ပညာကိုပြိုးထောင်နေတာပဲ the field of knowledge ကိုစိုက်ပျိုးတဲ့နေရာဒါနဲ့လေ့ကျင့်ရဝိသုဒ္ဓိမေမှာဒီစကားလုံးလေးကိုသုံးထားတယ်ပညာဘူမိတဲ့ပညာပြုစုပြိုးထောင်ရာမြေလွှာအဲ့ဒီပညာဘူမိဆိုတာဘာတွေကိုပြောတာလဲဆိုအခုခန္ဓာတို့အာယရဏတို့ဓာတုတို့ပြောတာ
ဒီခန္ဓာအာရဏဓာတ်တွေအကြောင်းကိုလေ့လာသင်ယူတာဟာဉာဏ်ဉာဏ်သွေးထက်မြက်စေတယ်ဉာဏ်ဉာဏ်သွေးမြင့်မားလာစေတယ်ဒါကြောင့်မို့လို့ဝိပဿနာကျမ်းမှာရှေးဥစွာခန္ဓာအကြောင်းခန္ဓာအကြောင်းကိုနံပါတ်1ခန္ဓာဝိပင်္ဂခန္ဓာဝိပင်္ဂဆိုတာတမန်ငါလေးကြည့်ကြည့်လိုက်ခန္ဓာ၅ပါးလို့ပြောနေတဲ့နေရာမှာရူပခန္ဓာဆိုပြီးတော့ရုပ်အလုံးကိုဒီစကလုံးတစ်လုံးနဲ့ရုပ်အလုံးကိုရူပခန္ဓာရုပ်အစု aggregate ဆိုတဲ့စကားလုံးကိုသုံး group ပါပဲ meta aggregate ရုပ်တရားတွေအလုံးကိုစုတယ်အစုရုပ်အစုရုပ်ကိုတစ်မျိုးတည်းပဲခန္ဓာထဲမှာဟောတဲ့အခါမြတ်စွာဘုရားရုပ်ကိုတစ်လုံးတည်းပဲတစ်ခုတည်းပဲနာမည်တစ်မျိုးတည်းနဲ့ဟောလိုက်နံတရားကိုဟောတဲ့အခါကျတော့ဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုပြီးနံကြတော့၄ခုခွဲဟောတယ်ဒါလည်းမြတ်စွာဘုရားမှာရည်ရွယ်ချက်ရှိတဲ့ခန္ဓာ၅ပါးကိုဟောတဲ့အခါရှုပ်ဆိုတာသိတာမြင်တာသည့်အတွက်ကြောင့်ရှုပ်နဲ့ပတ်သက်ပြီးသိပြီးတွေးဝေမှုမရှိဘူးပေါ့ချုပ်ပုဂ္ဂိုလ်တွေသို့တော့နံဆိုတာနဲ့ပတ်သက်လာတဲ့အခါအသိစိတ်နဲ့ခံစားတာတို့အသိစိတ်နဲ့မှတ်သားတာတို့အလုံးဟာစိတ်ကြီးပဲထင်နေတာအဲ့ဒါလို့တွေးဝေမှုတွေမရှိအောင်လို့ဆိုပြီးတော့ခံစားတာရဲ့မှတ်သားတာရဲ့ဉာဏ်နဲ့စိတ်စော်လှုပ်ရှားမှုတွေအားလုံးရဲ့အသိစိတ်ရဲ့ဆိုပြီးတော့၄ပုံပုံပြီးတော့နံတရားတွေကို၄မျိုးခွဲပြီးတော့ဟောလိုက်တာခန္ဓာမှာကြည့်ယောဂတစ်ခုနံက၄ခုဆိုပြီးတော့ခန္ဓာဒေသနာကိုဟောတယ်အဲ့ဒီခန္ဓာဝိပင်ဝိပံကဆိုတာဒီခန္ဓာတွေအကြောင်းကိုသိစိတ်ပြောမယ်ပေါ့နံပါတ်2ကျတော့အာယတနဝိပံကနံပါတ်2ကအာယတနဝိပံကအာယတနဆိုတာဘာကိုထပ်ချဲ့တာလဲဆိုခုနတုန်းကရူပခန္ဓာလို့တခွန်းနဲ့တစ်လုံးထဲမှာပြောထားတဲ့ယုတ်တရားတွေရူပခန္ဓာဆိုတာဘာတွေတုံးဆိုတာထပ်ပြီးတော့အာယတနအသေးစိတ်ထပ်ရှင်းလိုက်တာအဲ့ဒါခုနဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ဒီ၅ခုကြတော့ဓမ္မာယတနနဲ့မနာယတနဆိုနှစ်ခုတည်းနဲ့တစ်ခါထပ်ပေါင်းပြောပြတယ်ဝေဒနာသင်ညာသင်္ခါရကိုဓမ္မာယတနလို့ပြောတယ်ဝိညာဉ်နဲ့ခန္ဓာကိုမနာယတနလို့ဟောလိုက်တယ်ဒီမှာကျတော့ခြုံပေးထားလိုက်တယ်ရုပ်ကိုအဓိကထားပြီးတော့ဟောလိုက်ပြန်ဒါကြောင့်မို့အာယတနာဟာလည်းပဲဉာဏ်ဉာဏ်လေးထပ်ဖို့အတွက်လေ့ကျင့်ပေးရမယ့်တရားတစ်ခုဖြစ်လာတယ်လူဘဝနဲ့အမတန်နိစ္စဒါကြောင့်မို့အာယတနာဝိပံကနံပါတ်1အာယတနာဝိပံကသူ့ကိုလည်းသုတ်တန်ရှုထောင့်ကရောအဘိဓမ္မာရှုထောင့်ကရောအမေးဖြေလေ့ကျင့်တဲ့ဤစနစ်နဲ့ရောအလုံးအာယတနာအကြောင်းတွေကိုသိစိတ် analyze လုပ်ပြတယ်နံပါတ်3ကဓာတုဝိပံကတဲ့ဓာတ်တွေအကြောင်းအာယတနာနဲ့ဓာတ်ကဘာကွာသွားတုံဆိုရင်အာယတနာမှာရုပ်တရားတွေကိုသာအသေးစိတ်လူဘဝနဲ့ဆက်ဟပ်ပြီးတော့အသေးစိတ်ပြထားပြီမဲ့လို့နံတရားတွေနဲ့ပတ်သက်ပြီးအသေးစိတ်မပြောဘူးဓမ္မယရဏနဲ့မနာယရဏနှစ်ခုတည်းကိုပြောလိုက်တယ်အခုထပ်ကြတော့အဲ့ဒီမနာယရဏကိုထပ်ချဲ့လိုက်တယ်ဒါကြောင့်18ခုဖြစ်သွားတာဒါကြတော့ဝိညာဏတ္တမနာယတနာတစ်ခုတည်းကိုပဲဝိညာဏတ္တ9ပါးဆိုပြီးထပ်ချက်ပြီမျက်စိကဖြစ်လာတဲ့ဟာသက္ခုဝိညာဏတ္တနားကိုမိပြုပြီးဖြစ်တာသောတာဝိညာဏတ္တထို့တူပဲခန္ဓာဝိညာဏတ္တဇီဝဝိညာဏတ္တကာယဝိညာဏတ္တအလုံးနဲ့သက်ဆိုင်တာဟရိယဆိုတာကိုအခြေခံတာမနောဝိညာဏတ္တလို့ဆိုပြီးတော့မနာယရဏတစ်ခုတည်းကိုထပ်ကြတော့စိတ်ကိုထပ်ချက်ပေးလိုက်ပြန်ခန္ဓာအာယတနဓာတ်
ဒီသုံးခုပေါင်းစပ်ပြီးတော့လေးလာလိုက်လို့ရှိရင်ယုံနဲ့နံနဲ့သဘာဝတရားတွေအတော်ပြည့်စုံသွားတော်ပြည့်စုံသွားဒါကြောင့်မို့ဒီတရားတွေဟာပညာဘူမိဉာဏ်ဉာဏ်တွေထက်အောင်လေ့ကျင့်ပေးဖို့အတွက်သိရမယ့်တရားတွေဖြစ်လာတယ်ပညာဘူမိခန္ဓာအရဏတ္တလေးလာဒါတွေကိုဦးစားပေးပြီးတော့ဝိပဿနာကျမ်းမှာခန္ဓာဝိပဿနာအာရဏဝိပဿနာဓာတုဝိပဿနာလို့ဒီလိုဟောလိုက်တယ်နောက်နံပါတ် 4ကျတော့ဘာဟောတော့ဆိုသစ္စာဝိပဿနာတပည့်စကြာဟောတော့ကမြတ်စွာဘုရားကသစ္စာ 4 ပါးကိုအဓိကထားပြီးတော့ဟောပြောသွားတာဘာဖြစ်လို့သစ္စာကိုအဓိကထားဟောသွားတော့ဆိုတော့ဒီသစ္စာဆိုတဲ့စကားလုံးဟာတခြားဘာသာမြတ်စွာဘုရားနဲ့မြတ်စွာဘုရားမပွင့်ခင်ကပေါ်နေတဲ့အညတ္တိဋ္ဌိယအမျိုးမျိုးသောသာသနာတွေကလည်းဒီစကားလုံးကိုတွင်တွင်သုံးပြီးတော့သူကလည်းသစ္စာငါကလည်းသစ္စာတွေအများကြီးဟောနေကြတာအကုန်လုံးသစ္စာပဲသူတို့ကကြည့်လေရောင်းပြူသမားတွေကလည်းတတ္တတောလောကောလောကကြီးကမြဲတယ်ဣဒမေဝသစ္စာမောဂမညာဒါသာအမှန်ကျန်တဲ့အခြေအနေအလကားပဲမှားတယ်ဒီလိုပြောကြတာကိုတင်ပြတဲ့ဝါဒကိုဝါဒကိုအမှန်လို့ပဲပြောကြတယ်သစ္စာဆိုတဲ့စကားလုံးနဲ့အိန္ဒိယနိုင်ငံမှာဒီကနေ့ထိအောင်ဒီစကားလုံးကိုသုံးလုံးပဲသို့တော့ pronunciation ကြတော့မတူဘူးပေါ့သူတို့ကစတ္တယဗမာကြတော့သစ္စာလို့ဖြစ်သွားတယ်သစ္စာလို့ဖြစ်သွားတယ်ပါဠိစကားလုံးကြတော့သစ္စာSanskrit term ကြတော့စတ္တယအတိပ္ပယ်ကတူတူပဲစတ္တယအမှန်ပဲသူတို့ကဘာဖြစ်ဖြစ်အမှန်ပဲအမှန်နဲ့ပြောတာတွေကအမှားတွေကြီးပဲဖြစ်နေနော်သူကလည်းအမှန်ငါလည်းအမှန်ဆိုတာတစ်ခုတည်းပဲဖြစ်တဲ့နာပေါ့စัจ จิမဲ့တွေကိုအမှန်လို့ပြောရင်ဘယ်ဟာမှန်လို့ရမှာတော့ဥပပဲတတ္တတောလောကောလောကကြီးကမြဲတယ်အဲ့ဒီလိုကလည်းဒါအမှန်ပဲလို့ပြောနောက်အတ္တတောလောကောလောကကြီးကမမြဲဘူးဆိုသူကလည်းအမှန်ဆိုကြဘယ်ဟာအမှန်ယူလို့ရမှာတော့မြဲတာကိုအမှန်ယူမယ်ဆိုရင်မမြဲဘူးဆိုတာအမှန်မဟုတ်တော့ဘူးမမြဲဘူးကိုအမှန်ယူမယ်ဆိုရင်မြဲတာအမှန်မဟုတ်တော့ဘူးဘာလို့လဲဆို opposite ဆန့်ကျင်အဲ့ဒီဆန့်ကျင်မဲ့တွေကိုသစ္စာဆိုတဲ့ဒီစကားလုံးသုံးပြီးတော့ wrong view တွေကအများကြီးအိန္ဒိယမှာခေတ်စားလာခဲ့တာတွေရှိကြတာအဲ့ဒါကြောင့်မို့လို့ဓမ္မစကြာဟောတဲ့အခါမှာတကယ်အမှန်ဆိုတာဒါပဲလို့မြတ်စွာဘုရားသစ္စာဟောတာဒါမို့ဓမ္မစကြာတရားဟောတဲ့ဆိုတာအမှန်တမ်းအဓိပ္ပာယ်ရှိတယ်ဒါကြီးရွေးချယ်ပြီးတော့ဒါစာပေလေးလာတဲ့အခါမှာ background ကိုကြည့်ရတယ်နောက်ခံ background ဆိုတာအမှန်တမ်းအရေးကြီးတယ်အဲ့ဒါမကြည့်ရဲနဲ့ဝေဖန်မယ် criticize လုပ်မယ်ဆိုမှားနိုင်တယ်ပေါ့မြတ်စွာဘုရားအမှားတွေကိုသစ္စာလို့လုံးနေတဲ့ခေတ်ကြီးမှာမြတ်စွာဘုရားကတကယ်အမှန်ဆိုတာဒါလို့သိစေခြင်းလို့ဓမ္မစကြာမှာအရိယသစ္စာဆိုတဲ့ခေါင်းစဉ်နဲ့ဟောတာ Noble Truth အရိယဆိုတာမြင့်မြတ်တယ်သို့မဟုတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေသိရတဲ့သစ္စာတာမန်ပုဂ္ဂိုလ်တွေသိတဲ့ဟာမဟုတ်ဘူးဆိုပြီးတော့အဲ့လိုဟောတာအဲ့ဒီသစ္စာအကြောင်းဟာလည်းပဲအမှန်တရားလို့ဆိုတာတွေအလွန်မြောက်များစွာရှိသည့်အတွက်ကြောင့်တကယ်အမှန်တရားဆိုတာဘာလဲဆိုတာသိဖို့သိအရေးကြီးတယ်တဲ့ဒါကြောင့်မို့အဘိဓမ္မာမှာလည်းဟောဒီဝိပဿနာမှာသစ္စာဝိပဿနာဆိုပြီးတော့နံပါတ် 4အနေနဲ့သစ္စာဝိပဿနာထည့်တာအဲ့ဒီမှာလည်းပဲသုတ်တန်တဘာဇနိယသုတ်တန်ရှုထောင်းကသွားတာနဲ့အဘိဓမ္မာဘာဇနိယအဘိဓမ္မာရှုထောင်းက analyze လုပ်တာနဲ့ဉာဏ်ဉာဏ်သေးထက်မြက်အောင်မိဂုံတွေထုတ်ပြီးဖြေဆိုသွားတာနဲ့ 3 point of view ပေါ့ from 3 point of view ရှုထောင့်3ခုနဲ့သစ္စာဝိပဿနာကို
မြတ်စွာဘုရားဟောကြားသွားတာကဲကြည့်ခန္ဓာအာယတနာဓာတ်သစ္စာဆိုဒီသဘောတရားတွေကိုကြည့်ပြီးတော့ဝိပင်းကျမ်းနဲ့လိုက်လျောညီတွေရှိအရာကောက်ကျမ်းတွေကိုပြုစုသွားတဲ့မြန်မာပြည်မှာဘယ်နိုင်ငံမှမရှိဘူးအဲ့ဒါအဘိဓမ္မာအရာကောက်ကျမ်းတွေမာတိကအရာကောက်ဓာတုကရာအရာကောက်ဆိုအရာကောက်ကျမ်းတွေရေးသွားတဲ့ဆရာတော်ကြီးတွေကခန္ဓာအာရဏဓာတ်သစ္စာဖွဲ့နည်းတွေတစ်ခါတည်းထည့်သွားတစ်ခါတည်းထည့်သွားအဲ့ဒါတစ်ခါတည်းထည့်သွားတာဟာတခါတည်းဒီနဲ့ဝိပင်ကဒီနှစ်ခုပေါင်းစပ်ပေးသွားတဲ့သဘောပဲဉာဏ်ဉာဏ်တွေထပ်ဖို့ရဒါတွေကလေးလာသင်ကြားရတာလို့သူတို့ဆိုလို့နောက်ပြီးတော့ဒီအရေးကြီးတဲ့ခန္ဓာအရဏဓာတ်သစ္စာတွေကိုသိပြီးတဲ့နောက်မှာနံပါတ်5ကအိန္ဒြိယဝိဘංဂဆိုပြီးတော့ဒီအိန္ဒြိယဆိုအိန္ဒြေ5ပါးအိန္ဒြိယမဟုတ်အိန္ဒြေ22ပါးဒီအိန္ဒြေ22ပါးဆိုတာလေအိန္ဒြိယဆိုစကားလုံးကအိန္ဒြေ22ပါးဆိုတာသိဖို့အမတန်မှလိုအပ်တာဒါကြောင့်မို့လို့ယမိုက်ကျမ်းကြတော့လေယမကကျမ်းမှာလည်းပဲအိန္ဒြိယယမကဆိုပါသေးတယ်ခုထုဝိပင်္ဂမှာလည်းပဲနံပါတ်5အိန္ဒြိယဝိဘංဂဆိုပြီးတော့လားအမတန်မှအရေးကြီးတဲ့အိန္ဒြိယကဘာဖြစ်လို့တော့ဆိုရင်သဘာဝတရားတစ်ခုဖော်ပြတဲ့နေရာမှာအိန္ဒြိယဆိုတာ controlling faculty ဆိုင်ရာကိစ္စတွေမှာကြီးစိုးနေတာအိန္ဒြိယလို့ခေါ်တာဆိုင်ရာကိစ္စလေးတွေမှာသူ့ကိစ္စမှာသူကြီးစိုးမှုရှိတယ်ဆိုတဲ့တဘာဝတရားတွေကိုအိန္ဒြိယအနေနဲ့ထုတ်ဖော်အဲ့ဒီအိန္ဒြိယဝိဘංဂကြတော့အများသောအားဖြင့်ဟောတာတော့အိန္ဒြေ5ပါးတတ္တဝိရိယတတိသမารိပညာဆိုတဲ့အိန္ဒြေ5ပါးအဲ့ဒီအိန္ဒြေ5ပါးကတရားကျင့်တဲ့နေရာမှာအရေးပါတဲ့အိန္ဒြေအခုအိန္ဒြေ22ပါးဆိုတာတရားကျင့်တဲ့နေရာတွေမဟုတ်သိထိုက်တဲ့ဉာဏ်တွေကိုထက်မြက်အောင်လေ့ကျင့်ရမယ်ဉာဏပူမီထဲမှာအကျုံးဝင်နိုင်တဲ့အိန္ဒြိယအကြောင်းဟောဒီအိန္ဒြိယဝိဘංဂကြတော့အထူးမှတ်ထားဖို့ရာကတုတ်တန်ရှုထောင့်ကဝေဘာနာမပါဘူးတဲ့ဒီမှာအဘိဓမ္မာဘာဇနိယပဲပါတယ်တုတ်တန်တဘာဇနိယအိန္ဒြိယဝိဘංဂမှာမပါဘူးဘာလို့လဲဆိုအိန္ဒြေ22ပါးဘုန်းကြီးတို့အခုတတိထားမိသလောက်ဆိုရင်တုတ်တန်ထဲမှာ22ဟောတာတတိမထားမိဘူးများသောအားဖြင့်5ခုပဲဟောတာများတယ်ထို့တုတ်တန်တွေမှာအင်္ဂုတ္တတို့ဘာလို့ဆို5ခုပဲဟောတာများ22ခုဆိုအဘိဓမ္မာမှာရှိတယ်ဒါကြောင့်မို့တုတ်တန်တဘာဇနိယမပါသို့တော့ဒီတဲ့သေချာအောင်ကတော့ပြန်ပြီးတော့ကြည့်ရအောင်ပဲစာတွေအဲ့တော့ဒီမှာအိန္ဒြိယဝိဘංဂမှာအဘိဓမ္မာဘာဇနိယလို့ခေါ်တယ်အဘိဓမ္မာရှုထောင့်က analyze လုပ်တာပဲပါတယ်တုတ်တန်ရှုထောင့်က analyze လုပ်တာမပါဘူးနောက်ပညာပု္ပ္ပကဉာဏ်ဉာဏ်လေးထက်အောင်မေခွန်းတွေထုတ်ပြီးတော့ဖြေသွားတာပါတယ်ဟောဒီ2ခုနဲ့ပဲအိန္ဒြိယဘာဇနိယအခန်းကိုဝေဖန်ဟောကြားခဲ့တယ်နံပါတ်6ကတော့ပဋိစ္စသမုပ္ပါဒဝိဘංဂလို့ခေါ်တယ်ပဋိစ္စသမုပ္ပါဒဆိုတာသုတ်တန်တွေမှာလည်းပဲရှိတယ်အဘိဓမ္မာမှာလည်းရှိတယ်မြတ်စွာဘုရားဖြစ်ခန္ဒီမှာဆင်ញင်နှလုံးသွင်းတာလဲဘုရားအလောင်းနေဆင်ញင်နှလုံးသွင်းတာလဲဟောဒီပဋိစ္စသမုပ္ပါဒပဲဘုရားဖြစ်ပြီးတဲ့နောက်အလေးနဲ့ထားပြီးတော့ဆင်ញင်မိတာလဲဟောဒီပဋိစ္စသမုပ္ပါဒပဲပဋိစ္စသမုပ္ပါဒကတော့
စ္စာ၄ပါးကသစ္စာ၄ပါးကိုချက်ထွင်ပြီးတော့ဟောတာဖြစ်လို့အင်မတန်မှအရေးကြီးတဲ့ဒေသနာဆိုအားလုံးသိကြတယ် The heart of teaching Buddha's at the heart of teaching the main teaching သစ္စာ၄ပါးတို့ပဋိစ္စသမုပ္ပါဒ်တို့ပဋ္ဌာန်းတို့ဆိုတာဆက်သွယ်နေ။ကြောင်းတဲ့အကျိုးထင်ရှားဟောတာ။ဘာလို့လဲဆိုလူတွေမှာလောကမှာဘာသာတရားတွေကွဲပြားခြားနားသွားတာအကြောင်းရှာတဲ့နေရာမှာကွဲပြားခြားနားသွားတာ။စဉ်းစားဉာဏ်ရှိလာတဲ့လူတွေကစဉ်းစားကြတယ်လူပဲအစဖြစ်တာလေ။ကဘာကြီးဘယ်သူလှုပ်ထားလဲ။ပင်လယ်ကြီးဘယ်သူတူးထားလဲ။ဘယ်လိုဖြစ်လာတာလဲ။ငါဘဝအစဘယ်ကလဲဆိုတာလေ။ဆင်ញင်စဉ်းစားပြီးအကြောင်းရှာကြတဲ့အခါတချို့ကအကြောင်းရှာမတွေ့တော့လွယ်လွယ်ပဲရည်ညွှန်းလိုက်တယ်ဘုရားဖန်ဆင်းလို့ဖြစ်တာဒီအဖြေကိုအမေးကိုဒီမေးခွန်းရဲ့အဖြေကိုအမှန်တမ်းရှာမတွေ့နိုင်တဲ့အခါကျတော့တကုရှင်ကိုသွားပြီးတော့ဖန်ဆင်းတယ်လို့လုပ်လိုက်တာပေါ့ဒါအဲ့ဒါကိုအကြောင်းအဖြစ်သတ်မှတ်ပြီးတော့ပြောလိုက်ဒီမေးခွန်းကြီးရပ်သွားအောင်လုပ်တဲ့သဘောပဲအစစ်မှန်အကြောင်းမဟုတ်အဲ့ဒါကိုဝိသမဟေတုလို့ခေါ်တယ်မှန်ကန်မှုမရှိတဲ့အကြောင်းတရားတစ်ခုတချို့ကြတော့အဲ့ဒါကိုလက်မခံဘူးဘုရားဖန်ဆင်းတာဆိုတာမဖြစ်နိုင်ဘူးဖန်ဆင်းရင်တညီတဲ့ဖန်ဆင်းရမယ်ဘာလို့အခုမတူတာတော့ဆိုတဲ့မေကွန်းနေနဲ့သူကြတော့ဘယ်သူဖန်ဆင်းတာတော့ဆိုတဲ့မေကွန်းနေနဲ့ရှုပ်ထွေးလာတဲ့အခါကျတော့တချို့ကတော့သူဖြစ်ချင်လို့ဖြစ်တာအကြောင်းမဲ့ဖြစ်တာဆိုပြီးတော့အဲ့တုကဝါဒပေါ်လာပြန်တာပေါ့ဝိသမဟေတုဆိုတဲ့ပုံမှာလက်ခံပြီးတော့မြင်တာကိုဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်မမှန်ကန်တဲ့အကြောင်းတရားတွေကိုရှုမြင်သုံးသပ်ဖော်ပြတယ်အကြောင်းအဖြစ်သုံးသပ်ဖော်ပြတယ်ဝိသမဟေတုအဲ့ဒီဟေတုတွေအလုံးညင်းပယ်လိုက်တဲ့အခါကျတော့အဟေတုကအကြောင်းမဲ့ဖြစ်တဲ့ accidental အဋိစ္စသမုပ္ပန္နဘာကိုမှဆွဲမိတာမဟုတ်ဘဲနဲ့သူ့ဟာသူဖြစ်တယ်အဋိစ္စသမုပ္ပန္နဆိုတဲ့စကားလုံးကအဋိစ္စဆိုတာဘာအကြောင်းကိုမှမဆွဲမိပဲသမုပ္ပန္နဖြစ်လာတယ်လို့ပြောတာအာယတုကဝါဒရဲ့အကြောင်းတစ်ခုရှင်မြတ်စွာဘုရားကအဲ့ဒီအဋိစ္စသမုပ္ပန္နဆိုတာကိုပယ်ဖြတ်ပြီးတော့ပဋိစ္စသမုပ္ပန္နလို့သုံးထားတာကြည့်ဒီစကားလုံးနှစ်ခုဟာအဋိစ္စနဲ့ပဋိစ္စပဋိစ္စဆိုတာတခုကိုဆွဲပြုတ်ပြီးတော့မှဆံရအကြောင်းတရားကိုဆွဲပြုတ်ပြီးတော့မှသမုပ္ပါဒအကျိုးတရားကိုထုတ်လုပ်တယ်ဖြစ်စေတယ်ဆိုတဲ့အဓိပ္ပာယ်သမုပ္ပန္နကြတော့ဖြစ်ပေါ်လာတယ်ဆိုတဲ့အဓိပ္ပာယ်အဲဒီစကားလုံးကလည်းပဲ what ကို definition လုပ်ဖို့လိုတယ် define လုပ်ဖို့လိုတယ် meaning ပဋိစ္စသမုပ္ပါဒနဲ့ပဋိစ္စသမုပ္ပန္နနဲ့မတူဘူးပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းကိုရည်ညွှန်းတယ်ပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားကိုရည်ညွှန်းတယ်စကားလုံးချင်းမတူစင်စင်ကလေးဆိုမှားရွတ်တတ်တယ်ပေါ့သမုပ္ပါဒဆိုတာတန်ဥပ္ပါဒစုပေါင်းပြီးတော့ထုတ်လုပ်တယ်ဖြစ်ပေါ်စေတယ်ထို့သောထုတ်လုပ်တဲ့အခါမှာအထောက်အကူမရှိပဲထုတ်လုပ်လို့မရဘူးပဋိစ္စတစုံတစ်ခုသောအကြောင်းကိုအမိပြုပြီးတော့မှထုတ်လုပ်တယ်ဆိုတော့သူ့မှာလည်းအကြောင်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပြီးသွားတာအဲ့တော့ကြောင့်မို့ပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးကိုကြည့်လိုက်မြတ်စွာဘုရားရဲ့ဗုဒ္ဓဇင်းမှာ causeless God မရှိဘူး causeless God မရှိဘူး root cause မရှိဘူး first cause မရှိဘူး causeless cause အကြောင်းမရှိတဲ့အကြောင်းမဲ့အကြောင်းဆိုတာမရှိဘူး first cause ပထမဆုံးအကြောင်းဆိုတာမရှိဘူး root cause ပင်ကိုအကြောင်းဆိုတာမရှိဘူးအကြောင်းနဲ့အကျိုးကရှုပ်ထွေးပွေလိမ်ပြီးအကြောင်းကအကျိုးဖြစ်လိုက်အကျိုးကအကြောင်းဖြစ်လိုက်နဲ့ဒီလိုပွေလိမ်ပြီးတော့နေတာပဲရှိတယ်တစ်ခုတစ်ခုရှုပ်ထွေးပြီးတော့နေတာမျိုးပဲရှိတယ်ပရိစ္ဆသမုပ္ပါဒဆိုတဲ့စကားလုံးလေးနဲ့တင်ပဲမြတ်စွာဘုရားဆိုလို့ရင်အဓိပ္ပာယ်အမတန်ရှင်းလင်းတယ်ပေါ့
အဲ့ဒီအကြောင်းမဲ့ဆိုတဲ့ဝါဒတွေကိုခြေဖြတ်ဖို့ဆိုပြီးပရိစ္ဆေသမုပ္ပါဒကိုဟောတာဒါမှမဟုတ်အရေးကြီးတဲ့ဟာတစ်ခုဖြစ်လို့ဣန္ဒြိယဝိပင်္ဂပြီးတဲ့အခါနံပါတ်6အနေနဲ့ပရိစ္ဆေသမုပ္ပါဒဝိပင်္ဂဆိုပြီးတော့အဲ့ဒီမှာသုတ်တန်တပါဇနိယသုတ်တန်ရှုထောင်းကအဘိဓမ္မာပါဇနိယကြတော့ပို့ပြီးတော့ထူးခြားလာပရိစ္ဆေသမုပ္ပါဒကိုရှင်းပြတဲ့အခါမှာပစ္စယဆိုတဲ့စကားလုံးကိုပစ္စယဆိုတဲ့စကားလုံးကိုအသုံးပြုတယ်ဟေတုဆိုတဲ့စကားလုံးကိုအသုံးပြုတယ်တံပယုဒ္ဓဆိုတဲ့စကားလုံးကိုအသုံးပြုတယ်ဒီစကားလုံးတွေသုတ်တံမှာတွေ့ရခဲ့တာလေဒါအဘိဓမ္မာရှုထောင့်ရသောအပြင်အဝိဇ္ဇာပစ္စယသင်္ခါရလို့ပစ္စယဆိုတဲ့စကားလုံးလေးနဲ့ပဲသုံးနေရှိတယ်သူတို့သုတ်တံတယ်ပစ္စယဆိုတဲ့စကားလုံးလေးပဲဝိဇ္ဇာပစ္စယသင်္ခါရလို့ဒီလိုဟုတ်လားနောက်ဟေတုဆိုတဲ့စကားလုံးအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာဟေတုကောဆိုပြီးတော့အဝိဇ္ဇာဟေတုကောဆိုပြီးတော့သုံးတာတယ်တခါတည်းဟန်ကြတော့ဟေတုနဲ့ပစ္စယထူးခြားမှုလေးတွေရှိတယ်စကားလုံးကဟေတုနဲ့ပစ္စယထူးခြားမှုရှိတယ်ဖြစ်စေတတ်တဲ့အကြောင်းကိုဟေတုလို့ခေါ်ပြီးတော့အထောက်အကူပြုတဲ့အကြောင်းကိုပစ္စယအကြောင်းကလည်းတစ်ခုနဲ့တစ်ခုမတူပဋ္ဌာန်း24ပစ္စည်းမှာပစ္စယဆိုတဲ့စကားလုံးကိုသုံးထားတာအဲ့ဒါကြတော့ပစ္စယဟာဖြစ်စေတတ်တာလို့ဒီလိုရည်ညွှန်းတာမဟုတ်ဘူးဥပကာရကောကျေစုပြုတယ်။တရားထဲမှာလည်းပြောတယ်မဟုတ်လားဘယ်သူကကျေစုပြုတယ်ဘယ်သူကကျေစုပြုတယ်ဆိုတာဖြစ်စေတာမဟုတ်ဘူး။ထောက်ကူပေးတာကူညီပေးတာဒီသဘောပဲ။တဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုအထောက်ကူပြုနေကြတယ်။အဲ့တော့တခါတရံဟေတုနဲ့ပစ္စယအဓိပ္ပာယ်ခွဲပြီးတော့ပြောရတယ်တခါတရံကျတော့လည်းလုံးပြောတာလည်းရှိတယ်ပေါ့နော်လုံးပြောတာလည်းရှိတယ်အဲ့တော့စိတ်ဝင်စားစရာကောင်းတာတော့ပရိစ္ဆေသမုပ္ပါဒဝိပင်္ဂ6ခုမြောက်အနေနဲ့ဒီဝိပင်္ဂမှာတင်ပြထားတော့အဘိဓမ္မာဘာဇနိယအခန်းတော်တော်ပြည့်ပြည့်စုံစုံပြထားတယ်သို့တော့ဒီပရိစ္ဆေသမုပ္ပါဒဝိပင်္ဂမှာတော်ပြည့်ပြည့်စုံစုံရေးထားလို့ထမရဲ့ပညာပုစ္ဆကဆိုတဲ့အခန်းထည့်မထားပညာပုစ္ဆကဆိုတဲ့ဆက် division လေးမပါဘူးအဲ့ဒါမိကုန်းနေထုတ်ပြီးတော့ဖြေချတဲ့အချက်ကလေးမပါတော့နံပါတ်ခွန်ကြတဲ့အခါကျတော့အခုဟာတွေကကြည့်ပညာဘူမိဒါတွေကိုယူပြီးတော့ဝိသုဒ္ဓိမတ်မှာပညာဘူမိနေရတာဆိုပြီးတော့ပညာဉာဏ်ဉာဏ်သွေးတွေပြိုးဖို့စိုက်ပြိုးဖို့မြေလွှာအနေနဲ့ခန္ဓာအာယတနာဓာတ်သစ္စာဣန္ဒြိယပရိစ္ဆေသမုပ္ပါဒအဲ့ဒါတွေကိုပညာဘူမိဆိုပြီးတော့ဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်တွေသိကိုသိရမယ့်အချက်တွေလို့ဆိုပညာဘူမိနေရတာမှာဒိဋ္ဌိဝိသုဒ္ဓိမတ်ကိုကြည့်မယ်ဆိုဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာဘယ်လိုရေးထားတော့ဆိုပညာယဘူမိဘူတေတုဓမ္မေတုဥက္ကဟပရိပု္ပ္ပာဝတေနညာနာပရိစ္ဆေယံကတ္တဝါတဲ့ညာအလေးချက်လောက်ရမယ်တဲ့ပညာဘူမိပညာရဲ့ပြိုးထောင်ရာပြုစုပြိုးထောင်ရာမြေလွှာတစ်ဖက်ဖြစ်တဲ့တရားတွေဆိုတာဘာတော့ဆိုခန္ဓာအာယတနာဓာတ်သစ္စာဣန္ဒြေပရိစ္ဆေသမုပ္ပါဒ်ဒါကြောင့်ဝိသုဒ္ဓိမတ်မှာဒါတွေကိုထပ်ရေးထားတယ်အသေးစိတ်ရေးထားအဲ့ဒီပုံမှာဉာဏ်ဉာဏ်သွေးတွေထက်အောင်လုပ်ပြီးတဲ့အခါကျတော့မှသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိဆိုတဲ့အခြေခံဝိသုဒ္ဓိနှစ်ပါးကိုပြည့်စုံအောင်လုပ်ပါလို့ကမ္မထာအထုတ်ပုံအထုတ်နည်းပညာဘာဝနာပညာကိုတိုးပေါအောင်လုပ်တဲ့နည်းစနစ်ကိုဝိသုဒ္ဓိမတ်မှာရေးထားတယ်။တော့ဝိသုဒ္ဓိမတ်သူရေးတယ်လို့ရေးတာမဟုတ်ဘူး။တကယ်ကိုစနစ်တကျ systematically ရေးထားတာဒီအခြေခံနေနဲ့ရေးသွားတာ။အဲ့တော့ပညာဘူမိပညာရဲ့စိုက်ပျိုးထောင်ရာ
ဟောဒီမြေလွှာသဖွယ်ဖြစ်တဲ့ဒီတရားတွေကိုကြည့်ဝိပန်ကကျမ်းမှာ1ကနေ6အထိဝေဖန်သွားတယ်ပြီးတော့ဒါအခြေခံကမ္မထာရဲ့အာယုန်တွေကိုပေးသွားတာဟုတ်လားနော်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်တွေကနားမလည်နိုင်စရာဘာအကြောင်းမှမရှိဘူးကိုရှုရမယ့်တရားဓမ္မတွေနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံဟောပြီးမှလည်းဒီလိုဟောတယ်ပြီးတဲ့အခါကျတော့နမခွန်ကျတော့ဘာလာတော့ဆိုတတိပဋ္ဌာနာဝိပန်ကတယ်ဟောဒါကျတော့ကမ္မထာကျင့်တဲ့အပိုင်းရောက်သွားပြီသူကပညာဘူမိမဟုတ်တော့ဘူးဒါကြတော့ပညာကိုအထောက်အကူပြုတဲ့တရားဖြစ်သွားပြီဒါပညာစိုက်ပျိုးတဲ့တရားမဟုတ်ဘူးပညာကိုအထောက်အကူပြုပြီးတော့ပညာနဲ့တွဲဖက်ပြီးတော့အလုံးလုံးရမှာဒါမို့ထေရဆရာကြီးတဲ့ရေးတယ်တတိပဋ္ဌာနာဆိုတာတခြားမဟုတ်ဘူးတတိကိုပြောတာနာဟိတတိဝိရိဟိတာပညာနာမအဋ္ဌိတယ်တတိကင်းတဲ့ပညာဆိုတာမရှိနိုင်ဘူးလို့ဒီလိုတိလင်းပြောထားတာအထက်ကရာတတိဝိရိဟိတာပညာနာမနတ္ထိပညာဆိုတာတတိရှိမှရတယ်တတိကင်းတဲ့ပညာဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့မဂ္ဂင်၈ပါးကျတော့ကြည့်နေတမ္မာတတိဆိုဟောတာဒီတတိပဋ္ဌာနာဆိုတာတမ္မာတတိကိုပြောတာပဲတမ္မာတတိကိုအကျယ်ချဲ့လိုက်တဲ့အခါတတိပဋ္ဌာနာတတိပဋ္ဌာနာဆိုတဲ့စကားလုံးကနောက်အဓိပ္ပာယ်တစ်ခုနဲ့ပြောမယ်ဆိုရင်တတိဥပဋ္ဌာနာထို့ထို့ပါဠိတော်တွေမှာတတိနဲ့ပဋ္ဌာနာကိုတွဲတာတော့မရှိဘူးတတိနဲ့ဥပဋ္ဌာနာတွဲတာဥပဋ္ဌိတာတတိဆိုပြီးတော့သုတ်တန်ထဲမှာဥပဋ္ဌိတာနော်သို့တော့မြန်မာစာပေမှာတတိပဋ္ဌာနာလို့ပဲရှိပြီးတော့တတိနဲ့ပဋ္ဌာနာလို့ဒီလိုခွဲတယ်အထက်ကထာတွေမှာပါဠိစာပေမှာSanskrit မူကြတော့ဘယ်လိုသွားတော့ဆိုစတ္တိဥပဋ္ဌာနာလို့ရှိတယ်တတိဥပဋ္ဌာနာလို့သုံးတယ်ပဋ္ဌာနာမဟုတ်ဘူးအဲ့ဒီအဓိပ္ပာယ်ကောင်းတယ်တတိဥပဋ္ဌာနာဆိုဥပဋ္ဌာနာဆိုတာအမြဲတည်နေတဲ့တတိတာမန်တတိမဟုတ်ဘူးစိုက်ပြီးတည်နေတဲ့လေ့ကျင့်ထားတဲ့ established mindfulness ကိုပြောတတိပဋ္ဌာနာဆိုတာ established mindfulness ပဲတတိကိုပြောတာသို့သောဒီကနေ့ခေတ်မှာတတိပဋ္ဌာနာဆိုတဲ့စကားလုံးကိုဘာသာပြန်လိုက်တဲ့အခါဘလို့ပြန်တော့ဆို foundations of mindfulness လို့တော့ပြန် foundation ကဘယ်လာတာဥပဋ္ဌာနာကို foundation ယူလို့ရှိရင်အခုဖွင့်ဆိုချက်နဲ့တခြားစီဖြစ်သွားfoundation ဆိုတာရည်ညွှန်းလိုက်မယ်ဆိုရင်ကာယဝေဒနာစိတ်ဓမ္မဒီ၄ခုက foundation ပေါ့ foundation ဆို mindfulness ဆို mindfulness မရဘူး foundation ပဲရနေတယ်နော်တတိပဋ္ဌာနာဆိုတဲ့စကားလုံးဒီ foundation ကိုမရည်ညွှန်းဘူးဘယ်သူကိုရည်ညွှန်းတာတော့တတိကိုပဲရည်ညွှန်းတယ်အဲ့တော့ foundation of mindfulness ဆိုပြန်ဆိုချက်ဟာတကဘာလုံးဒါနဲ့ပဲပြန်နေတယ်မှန်ကန်မှုရှိမရှိစဉ်းစားကြည့်ပေါ့ဗမာစကားနားလည်ရမှာအင်္ဂလိပ်စကားလုံးကိုနားလည်ရမယ်ဆိုရင် foundations of mindfulness ဘုန်းကြီးတို့နားလည်တဲ့အတိုင်းပြောမယ်ဆိုရင် foundations of mindfulness mindfulness ရဲ့ foundation ပဲရမယ် mindfulness မရဘူးဒါပေမဲ့တတိပဋ္ဌာနာဆိုတဲ့စကားလုံးက mindfulness ကိုပြောတာသို့တော်လည်းတတိပဋ္ဌာနာဘယ်စာအုပ်တွေ့ foundations of mindfulness ပဲအဲ့တော့ဘယ်လိုပြန်သင့်တယ်လဲဆိုရင် mindfulness which is established on the foundation ပေါ်မှာ establish လုပ်ထားဒီတတိဟာ foundation နဲ့ကပ်နေတဲ့တတိကိုပြောတာကာယဝေဒနာစိတ်ဓမ္မမှာကပ်နေတဲ့လေ့ကျင့်ထားတဲ့တတိကိုပြောဒီလိုဆိုလို့အဲ့ဒါဆိုလို့ရှိရင်တော့အထက်ကရာဖွင့်ဆိုချက်နဲ့ရောတစ်ထပ်ထဲကြတယ်တတိဆိုတာလည်းတတိကိုပြောတာဥပဋ္ဌာနာဆိုတာလည်းတတိကိုပြောတာမြန်မာလိုပြောရင်အာယုံပေါ်မှာကပ်တည်နေတဲ့တတိလို့ဒီလိုဆိုလို့တယ်အာယုံပေါ်မှာကပ်ပြီးတည်ရှိနေတဲ့တတိအာယုံနဲ့ဆွဲမြဲနေတဲ့တတိဒီလိုပြောတာအဲ့တော့ foundations of mindfulness ဆိုပြန်ဆိုကြရတော့ဒီအဓိပ္ပာယ်ကိုမရနိုင်ဘူးဒါတတိပြုစရာတစ်ခုပြောပြတာနော်တတိပြုစရာတစ်ခုပြောပြအဲ့တော့တတိဥပဋ္ဌာနာ
ကတ်တီးနေတဲ့အာယုန်တစ်ခုပေါ်မှာဆွဲမြဲစွာတည်ရှိတဲ့တတိတရားတဲ့အဲ့ဒီတတိလေးတစ်လုံးကိုပဲဖွင့်ဆိုတာတတိပဋ္ဌာနာဝိပန်းကလို့ဒီလိုပြောတာနော်အဲ့တော့တတိပဋ္ဌာနာဆိုတာဘာတွေတုံးဆိုကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဆိုတာ ਨੇ သွားတယ်မြတ်စွာဘုရားကနာမည်ကိုတတိပဋ္ဌာနာလို့တတ်ထားပေမဲ့တတိတစ်လုံးတည်းကိုပြောတာမဟုတ်ဘူးအားလုံးသိတဲ့အတိုင်းအာတာပိတဲ့နော်ကာယေကာ ानु ပတိဝေရတိအာတာပိဝိရိယတမ္ပစာနောပညာတတိမာတတိဟောဒါတွေပါတယ်အနုပတိလို့ဆိုလိုက်တဲ့အခါကျတမ္မာဒိဋ္ဌိပညာလည်းပါတယ်ဟောတကယ်တော့မဂ္ဂင်၈ပါးဟာစုပေါင်းလောက်တာပဲတခုတည်းမှာအလုံးမဖြစ်ဘူးအားလုံးဟာ unity ပဲလက်တွေ့ကြတော့ practically ကြတော့တခုတည်းနဲ့လုံးဝမရဘူးအားလုံးဟာစုလုံးရစုဆောင်းလုပ်တဲ့ဆိုတာတေချာစဉ်းစားကြည့်ရင်သိတာပါတယ်ထမင်းစားတာတောင်မှပဲစုပေါင်းအလုံးလုံးနေတယ်ဆိုတဲ့သဘောလေးဆင်ញင်ကြည့်ပေါ့လက်ကအစာကိုယူပေးရတယ်ပါးစပ်ကဟရတယ်သွားကဝါပေးရတယ်ရှာကဟိုမှာလှည့်ပေးတယ်ဟောသူ့ဟာနဲ့သူတခုမရှိရင်မဖြစ်နိုင်အားလုံးဟာ unity ပဲထို့တူပဲဒီတတိက mindful လုပ်ပေးတယ်တမာတိက concentrate လုပ်ပေးတယ်ဝိရိယ effort အားပေးတယ်တမာဒိဋ္ဌိတမာသင်္ကပ္ပကတွေးပေးတယ်တမာဒိဋ္ဌိက understanding ဖြစ်တယ်ဟောဒါတွေစုပေါင်းပြီးတော့အလုံးလုံးမှဖြစ်တာဒါကြောင့်မို့တတိပဋ္ဌာန်ဆိုတတိလေးတင်ပြောလို့မရဘူးခြံတာတွေအကုန်လုံးမဂ္ဂင်၈ပါးတွေကတကယ်အလုံးလုံးနေတဲ့မဂ္ဂင်၅ပါးအဲ့ဒီမဂ္ဂင်၅ပါးရဲ့ဆောင်ရွက်ချက်ကိုတတိပဋ္ဌာန်တုတ်ကြတာလို့ဟောတာခေါင်းစဉ်တက်လိုက်တာကိုတတိလို့တက်တယ်ကောင်းပြီအဲ့ဒီမှာလည်းပဲသုတ်တန္တပါဇနိယသုတ်တန်ရှုထောင့်ကဝေဖန်ထားတာနဲ့အဘိဓမ္မာပါဇနိယအဘိဓမ္မာရှုထောင့်ကဝေဖန်တာရဲ့ပညာပု္ပ္ပကဉာဏ်ဉာဏ်လေးထပ်ဖို့ဆိုပြီးတော့ဒါကြတော့ကျင့်စဉ်နဲ့ပတ်သက်သွားပြီဒီဟာခုနှစ်ခုရောက်ဖြစ်သွားပြီနောက်၈ခုကြတော့ဘာလာတော့ဆိုသမ္မပဋ္ဌာနာဝိပန်းကဒါဗောဓိပက္ခိယတရားတွေပဲလေအသိဉာဏ်ကိုအထောက်အကူပြုမဲ့တရားတွေခုနတုန်းကပညာဘူမိအသိဉာဏ်ပြိုးထောင်တဲ့နေရာတွေကိုပြပြီးပြီအသိဉာဏ်ပြိုးထောင်တာတွေကိုပြပြီးတော့အသိဉာဏ်ရဲ့အထောက်အကူဖြစ်တာတွေကိုပြောနေတာသမ္မာပဋ္ဌာနာဆိုတာတခြားမဟုတ်ဘူးသမ္မာဝါယာမပဲသမ္မာဝါယာမပဲအဲ့ဒီသမ္မာဝါယာမဆိုတဲ့ဟာကိုပဲမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရလေအောင်ဖြစ်ပြီးသားအကုသိုလ်ဖယ်ရှားနိုင်ဖို့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားအောင်ကြိုးပမ်းမှု၄ရပ်ကြိုးပမ်းမှု၄ရပ်အဲ့ဒီကြိုးပမ်းမှု၄ရပ်ကိုသမ္မာပဋ္ဌာနာလို့ခေါ်တာပဲအဲ့ဒါကိုလည်းသုတ်တန္တပါဇနိယအဘိဓမ္မာပါဇနိယပညာပု္ပ္ပကဆိုတော့၃မျိုးနဲ့ရှုထောင့်၃မျိုးကနေ analyze လုပ်သွားတယ်နံပါတ်9ကတော့အဋ္ဌိပါဒဝိပန်းကတရားဓမ္မအထုတ်ပြီဆိုလို့ရှိရင်စိတ်ဆွမ်းအားရအမတန်မှလိုအပ်တာစိတ်ဆွမ်းအားရအမတန်မှလိုအပ်တယ်အဋ္ဌိပါဒဆိုပြည့်စုံမှုအကြောင်းတရားတွေ means of success ဒီပဲ means of accomplishment အဋ္ဌိဆို accomplishment ပါဒဆို means ဘာတွေတော့ဆိုအလုံးသိတဲ့အတိုင်းအဋ္ဌိပတ်၄ပါးဆိုသန္တာဝိရိယစိတ်တဝိမတ္တမတရားဖို့တရားရဖို့တို့ဥပမာပညာတတ်ဖို့တို့အခုဆိုတော့အဘိဓမ္မာတရားလေ့လာတယ်လေ့လာခြင်းနဲ့သန္တာရှိဖို့ကိုသိအရေးကြီးသန္တာကြီးတဲ့ပုဂ္ဂိုလ်ကမိုးရွာလဲလာမှာပဲဒေတိုက်လဲလာမှာသန္တာရှိဆန္ဒမရှိဘူးဆိုလို့ရှိရင်တော့မဟုတ်ရှိတဲ့ဆန္ဒလေးကလည်းမပြင်းထန်ဘူးဆိုလို့ရှိရင်လာဖို့မဖြစ်နိုင်ဟိုကိစ္စဒီကိစ္စလာဖို့မဖြစ်နိုင်ဆန္ဒပြင်းထန်တဲ့ပုဂ္ဂိုလ်ကဘာကြီးဖြစ်ရောက်လာသူကဒီလိုရှိတယ်အဲ့ဒါအောင်မြင်ခြင်းရဲ့အကြောင်းတစ်ခုကဆန္ဒအမတ္တမအရေးကြီးတယ်ဖျားဖြစ်ဖို့ကြတော့ပိုပြီးဒီတဲ့ကြီးမားတဲ့ဆန္ဒရှိရတယ်
တာမန်ဇာလံကလေးဖတ်ကြည့်လိုက်လို့ရှိရင်အိုးသူဝိရရဲ့တဲ့ဟာဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့လို့ခန္ဓာကိုယ်ဝါဆွမ်းပြီးတရားလေးခင်းလိုက်တော့ဟိုကနေဗျာဒိတ်ပေးသွားတယ်ဒီလောက်လေးပဲသိကြမှာဖျားဖြစ်ဖို့ဆန္ဒဘလောက်ပြင်းတယ်လဲဆိုတာကိုသိချင်မှသိတယ်နော်တာမန်စိတ်ဓာတ်မဟုတ်ဘူးအဲ့အချိန်မှာဖျားဖြစ်ခြင်းနဲ့ဆန္ဒဘလောက်ပြင်းလဲဆိုတာအထက်ကရာဖွင့်ထားတာမဖြစ်နိုင်တာလေးတွေနဲ့ပြောထားတာမဖြစ်နိုင်တာလေးတွေနဲ့ပြောတာပိုးထင်ရှားအောင်လို့ပြောတယ်ဆန္ဒဘလောက်ပြင်းလို့ဆိုရင်မင်းဒီကနေ့ဖျားဖြစ်မယ်ဟောဒီတယူဇနာကျဲတဲ့မိကြီးကလေးရဲရဲညီးနေတဲ့မိကြီးပင်လေကြီးကိုမင်းဖြတ်ပြီးဟိုဘက်ကိုကူးမယ်ဆိုရင်မင်းဖျားဖြစ်မှာဆိုရင်ဖြတ်မှာတဲ့အဲ့ဒါမြတ်မြတ်ထက်နေတဲ့ချွန်နေလှန်တွေကိုစိုက်ထားတဲ့အပေါ်ကနေပြီးတော့အမတန်ကျယ်ဝန်းတဲ့လှန်သွားပင်လေကြီးပေါ်မှာမင်းတက်နင်းပြီးတော့ဟိုဘက်ကန်းသွားနိုင်မယ်ဆိုရင်မင်းဖျားဖြစ်မယ်ဆိုသွားမယ်ဟောအဲ့လောက်ထိအောင်ဆန္ဒရှိရမယ်လို့ဆိုလို့ဒါဖြင့်ဒီကနေ့ဘာဖြစ်လို့ယဟန္တာမဖြစ်ကြသေးတာတုံးဆိုခုနဆန္ဒအသိမရှိကြသေးတာဆန္ဒကချိုးချိုးတန်တန်လေးပဲထားတာပဲလေပါရမီမပြည့်သေးလို့နောက်ကြမှာစောသေးတယ်လို့တကယ်ဆန္ဒရှိပြီဆိုရင်တကယ်ဖြစ်သွားမှသိကြတယ်နော်အဲ့တော့ဆန္ဒဆိုတာအောင်မြင်ပြီးစီးခြင်းအကြောင်းဆိုတာတကယ်ဟုတ်တယ်ဒါပြင်ဆန္ဒရှိုံနဲ့ရလာဆိုမရဘူးဝီရိယပါကြိုးစားဒါကြောင့်ဝီရိယဆိုတာထက်ပြောဒါဝီရိယရှိတာနဲ့ပြီးလာလို့ဆိုမဟုတ်ဘူးစိတ်ဓာတ်ခိုင်မာမယ်လို့တော့လို့တယ်မအောင်မြင်ဘူးဆိုရင်စိတ်ဓာတ်ကျသွားပြီပြန်ဆုတ်သွားဆန္ဒလျောက်ကြိုးစားတယ်ကြိုးစားပြီမဲ့လို့မအောင်မြင်တော့ဘူးဆိုလို့ရှိရင်စိတ်ဓာတ်ကကျသွားတယ်မခိုင်မာဘူးမရဘူးကဲဆန္ဒလည်းရှိတယ်ကြိုးလည်းကြိုးစားတယ်စိတ်ဓာတ်လည်းခိုင်မာတယ်သို့တော့အယမ်းလုံးနေတယ်ဘာမှဆင်ញဉာဏ်မရှိဘူးဆိုရင်မရဒါကိုဝိမာန်သိပြည့်စုံတယ်ဘုရားဟောတာလိုအပ်တဲ့အချက်တွေဟာအမှန်တမ်းပြည့်စုံတယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဒီတိုင်းပဲနော်အဲ့ဒါကိုဒါကတရားကျင့်တဲ့နေရာမှာလိုအပ်သည့်အတွက်ကြောင့်အိဋ္ဌိပါဒဆိုတာထဲဟောထားတာတရားကျင့်ဒီတိုင်းကျင့်လို့ပြောတာတချို့အသိဉာဏ်ရှိတဲ့နဲ့ဘာလို့မဖြစ်တာတော့ဆိုရင်အစ္ဆန္တိကပဲအစ္ဆန္တိကဆိုဆန္ဒမရှိဘူးဆန္ဒမရှိလို့တရားတို့တရားမြတ်မရတာတဲ့ပါရမီမပြည့်လို့မဟုတ်ဆန္ဒမရှိလို့မရတာဒီလိုဆိုလို့လေဒါအိဋ္ဌိပါဒနံပါတ်9အိဋ္ဌိပါဒမှာလည်းပဲသုတ်တန္တဘာဇနိယအဘိဓမ္မာဘာဇနိယပညာပု္ပ္ပကဆို3မျိုးနဲ့ခွဲဟောတာဟောနောက်တစ်ခါကျတော့ဉာဏ်ဉာဏ်သေးအတွက်အမတန်မှအရေးပါတဲ့ factor of enlightenment လို့ခေါ်ရတဲ့ဘုဇင်္ဂ body အင်္ဂ body ဆိုတဲ့အသိဉာဏ်ရဲ့အခြေခံအချက်လက်တွေအကြောင်းတရားတွေအထောက်အကူပြုတာတွေအဲဒီဘုဇင်အကြောင်းကိုဒီမှာအကျက်ချက်တယ်ဒါသာသနာတော်မှာအမတန်အရေးကြီးတဲ့တရားကျင့်တဲ့အခါမှာအရေးပါတဲ့စွမ်းရည်တတ္တိတွေစွမ်းအားတွေစိတ်စွမ်းအားတွေပြီးတဲ့အဲ့ဒီမှာလည်းသုတ်တန္တဘာဇနိယအဘိဓမ္မာဘာဇနိယပညာပု္ပ္ပကဆိုတဲ့ရှုထောင့်3မျိုးနဲ့ဝေဖန်ပြီးတော့သွားတယ်ဘုဇင်ကပြီးတဲ့အခါဘာလို့ဆိုမက်ကင်ကဒါအလုံးသိကြတဲ့အတိုင်းမက်ကင်7ပါးရေးကြီးတာတော့မပြောနဲ့တော့ပေါ့မက်ကင်7ပါးနော်မက်ကနဲ့ခေါ်နေတာမက်ဖို့နိဗ္ဗာန်နဲ့ပြောနေတာဒီမက်ကကိုပြောတာပဲဒါတွေကအဆင့်အမြင့်ဆုံး perfect ဖြစ်သွားရင်ဒါမက်ပဲ perfect မဖြစ်သေးရင်လောကီမက် perfect ဖြစ်သွားရင်လောကုတ္တရာမက်ပဲဒီ unity of 8ပဲနော်မက်ကဆိုတာအပေါင်းရဲ့နာမည် unity of 8ကိုမက်ကလို့ခေါ်တာ path လို့အင်္ဂလိပ်လိုဘာသာပြန်မိမဲ့လို့မက်ကဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့လေးနဲ့တာရှိသေးတယ်ကိလေသာတွေကိုဖယ်ရှားပြီးနိဗ္ဗာန်အရောက်သွားတဲ့တရားလို့ဆိုလို့တယ်မဆိုတာကိလေသာတွေကိုဖယ်ရှားပြတာခဆိုတာသွားရောက်တာအဲ့တော့ဒီမက်ကဆိုတာတော့တကယ့်ကိုနိဗ္ဗာန်ကို
သွားတဲ့နိဗ္ဗာန်ကိုဆက်ရောက်တဲ့သဘာဝတရားပဲနိဗ္ဗာန်ကိုဆက်ရောက်သွားတဲ့သဘာဝတရားပဲမက်စိတ်ဖို့စိတ်နဲ့ပြောကြတယ်မဟုတ်လားမက်ဆိုတာဒီဟာလားမက်ခ unity of eight သူနဲ့ရှင်တွဲတဲ့စိတ်ဟာနိဗ္ဗာန်ထီအောင်ရောက်သွားနိုင်တဲ့ဟာပဲဟောဒါအရေးကြီးတာတွေဒီမှာဟောပြီးတော့သူ့မှာလည်းသုတ္တနာဘာဇနိယဗိဓမာဘာဇနိယပညာဘုစကဆိုပြီးတော့ခွဲဝေတယ်နောက်အဲ့ဒီနောက်ကြတော့ဘာလာတော့ဆိုရင်ဒီမဲ့ရတဲ့အခါဒီသမထကျင့်စဉ်တစ်ခုနဲ့ကျင့်လို့ဇံဆိုတာရလာတာရှိသေးတယ်အဲ့ဒီဇံအကြောင်းတွေမှာလည်းပဲလောကီဇံလောကုတ္တရာဇံဆိုတာလို့ရှိသည့်အတွက်ကြောင့်မက်ကပြီးတဲ့အခါကျတော့လောကုတ္တရာပြီးမှဆက်ပြီးတော့ဇာနာဝိပင်္ဂါဆိုတာကိုပြတယ်အဲဒီမှာလည်းပဲသုတ္တနာဘာဇနိယဗိဓမာဘာဇနိယပညာပု္ပ္ပစကဆိုပြီးတော့၃မျိုးနဲ့ရှုထောင့်နဲ့ဝေဖန်လိုက်တယ်အဲ့တော့ဇံလို့ပြောလိုက်လို့ရှိရင်ဇံအတွက်ကျင့်ရမယ့်တရားလေးတွေကိုထက်ပြောဖို့လိုလာသည့်အတွက်ကြောင့်အပမညာဝိပင်္ဂါဆိုပြီးတော့လာတယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဇံရအောင်ကျင့်တဲ့ကျင့်စဉ်လေးတွေပြောဖို့ရအတွက်ဒါတွေကိုသုတ္တနာဘာဇနိယဗိဓမာဘာဇနိယပညာပု္ပ္ပစက73ခုမြောက်ကအပမညာဝိပင်္ဂါဆိုပြီးတော့ဒါဒီစင်ထားပုံလေးကတော့သူကစီလျော်တဲ့အနေထားလေးတွေပေါ့တစ်ခုနဲ့တစ်ခုအသုံးဝင်တဲ့ပုံစံလေးတွေကိုသွားတာပေါ့စနစ်တကျစီစဉ်ထားတာအမတ်တမဲ့ရေးချင်အကောက်ရေးတာတော့မဟုတ်ဘူးဗျာကဲအဲ့ဒါနောက်ပြီးတဲ့အခါကျတော့ဘာလာတော့ဆိုနံပါတ်14ကသိက္ခာပရဝိပင်္ဂါတဲ့ကိုချင်းတရားတွေနဲ့ပတ်သက်လာတဲ့အခါကျတော့ဒါလည်းပဲအမတန်အခြေခံအဖြစ်လိုအပ်တယ်ဆိုပြီးသိက္ခာပရဝိပင်္ဂါဆိုပြီးတော့သီးသန့်ထုတ်ပြီးတော့ဒီမှာမြတ်စွာဘုရားဟောပြန်သီးသန့်ထုတ်ပြီးတော့ဟောတယ်သိက္ခာပရဝိပင်္ဂါဘာလို့လို့ဆိုရင်ခုနတရားတွေပြည့်စုံအောင်လုပ်မယ်ဆိုလို့ရှိရင်ကျင့်ရမယ်ကိုချင်းတရားတွေပြည့်စုံဖို့လိုတယ်အဲ့ဒီမှာတော့အခြေခံကနေစပြီးတော့ပြောမယ်ဆိုရင်တော့ကျင့်ရမယ်တရားတွေအရင်မပြောဘဲနဲ့ဘာဖြစ်လို့ခုမှသီလလာတာတော့လို့ဆိုအရေးကြီးပုံလေးတွေကတစ်ခုနဲ့တစ်ခုမတူတတ်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီသိက္ခာပရဝိပင်္ဂါဆိုတာနောက်ပိုင်းမှာလိုအပ်လို့ထပ်ထည့်ထားတာလည်းဖြစ်နိုင်တယ်နော်ထပ်ထည့်တာလည်းဖြစ်နိုင်တယ် compilation ဆိုတာသူကစီစဉ်ပြီးတော့တချို့ကျမ်းတွေထဲမှာနောက်ထပ်ဖြည့်ထားတာလေးတွေရှိတယ်နောက်ထပ်ဖြည့်တာတွေရှိတယ်သုတ်တန်တွေထဲမှာဆိုပါစို့ဘုရားပြိဋိဘံစံပြီးမှပေါ်လာတဲ့သုတ်တွေတချို့ထပ်ဖြည့်ထားတာတွေရှိတယ်ဘုရားလက်ထက်ကဟာမဟုတ်တဲ့ဟာတွေထပ်ဖြည့်ထားအခုကအရေးကြီးတာအတွက်သိက္ခာပရဝိပင်္ဂါဆိုတာသိက္ခာပရဆိုတာတခြားမဟုတ်ဘူး၅ပါးသီလဒါလည်းအရေးကြီးတဲ့အချက်ဖြစ်လို့ဒီထဲမှာထပ်ပြီးတော့သိက္ခာပရဝိပင်္ဂါဆိုပြီးတော့ဟောထားတယ်အဲ့ဒီမှာသုတ္တန္တဘာဇနိယမပါဘူးဗိဓမာဘာဇနိယတို့သုတ္တန်တွေထဲမှာရှိလို့အတိများသည့်အတွက်ကြောင့်အဘိဓမ္မာဘာဇနိယအဘိဓမ္မာရှုထောင့်ကသိဖို့လိုအပ်လို့အဘိဓမ္မာဘာဇနိယနဲ့သိက္ခာပညာပု္ပ္ပစကဆိုပြီးဒီနှစ်ခုနဲ့ပဲရှုထောင့်နှစ်ခုနဲ့ပဲခွဲဝေထားတယ်နောက်တစ်ခုကျတော့ဉာဏ်ဉာဏ်လေးနဲ့ပတ်သက်ပြီးတော့ဉာဏ်တွေကို analyze လုပ်တာ divide လုပ်တာပတ်သက်ပြီးပဋိသင်္ပိဒဝိပင်္ဂါပဋိသင်္ပိဒဉာဏ်ခွဲခြားစိတ်ပြန်တဲ့ analytical knowledge အဲ့ဒီအကြောင်းတွေကိုလည်းပဲဒီထဲမှာရှင်းလင်းပြီးတော့သုတ္တန္တဘာဇနိယရှုထောင့်အဘိဓမ္မာဘာဇနိယရှုထောင့်ပညာပု္ပ္ပစကရှုထောင့်နဲ့ပဋိသင်္ပိဒဉာဏ်ဆိုပြီးတော့အဋ္ဌပဋိသင်္ပိဒဓမ္မပဋိသင်္ပိဒနိရုဒ္ဓိပဋိသင်္ပိဒပฏิဘာနာပဋိသင်္ပိဒဆိုပြီးတော့ထူးခြားတဲ့ analyze လုပ်နိုင်တဲ့ဉာဏ်လေးတွေကိုသီးသန့်ထုတ်ပြပြီးတဲ့အခါကျတော့ဉာဏဝိပင်္ဂါတဲ့ဉာဏ်အမျိုးအစားတွေ16မျိုးအခန်းမြောက်ကအခန်း16ကဉာဏဝိပင်္ဂါဆိုပြီးတော့ဉာဏ်တွေကိုဘယ်လောက်ထိအောင်မာတိကထားတော့ဆိုတော့ဉာဏ်တစ်ခုကနေပြီးတော့10ခုထိအောင်အစုလိုက်ပြသွားတာအဲ့ဒါဉာဏဝိပင်္ဂါအဲ့ဉာဏဝိပင်္ဂါကြတော့သုတ်တန်ရှုထောင့်တို့ဗိဓမာရှုထောင့်တို့ပညာပု္ပ္ပစကတို့ဆိုတာဒီမပါတော့ဘူးအဲ့ဒီ
အဲ့ဒါပြီးတဲ့အခါကျတော့ဘုရားရဲ့တရားတော်တွေထဲမှာသိစရာတွေကအလွန်များတယ်သိစရာတွေအလွန်များသည့်အတွက်ကြောင့်အဲ့ဒါတွေကိုစုပြီးတော့ခုတ်တကဝတ္ထုဝိပန္ငါဆိုပြီးတော့ခုတ်တကဆိုတာvarious အသေးဖွဲလို့ပြတာတဲ့ various အထွေထွေလူတွေလည်းအစည်းအဝေးလုပ်ရင်လာတယ်လေအထွေထွေဆိုပြီးတော့နောက်ကနေကောင်းစင်အောင်ခေါင်းစဉ်မပေးနိုင်တော့အထွေထွေထဲမှာဆွေးနွေးကြတယ်ပေါ့အစည်းအဝေးအာဂျင်ဒါလုပ်တဲ့အခါအထွေထွေမဟုတ်လားအခုလည်းပဲအထွေထွေဆိုပြီးတော့ဒါခုတ်တကဝိပန္ငါဆိုပြီးတော့ခုတ်တကဝတ္ထုဆိုပြီးတော့မာတိကတခုထားပြီးတော့အဲ့ဒီထဲမှာထူးခြားတာကတော့ဧကကကနေပြီးဓတကအထိ1ကနေ10ထိအောင်ပေးထားပြီးတော့နောက်ထပ်အပိုလေးပါလာတော့ဆိုတဏဝိစရိတနေနောက်မှထည့်ထားသလားမသိဘူးတရားထည့်ထားပြီမဲ့လို့အကျိုးမဲ့တော့မဟုတ်ဘူးအကျိုးရှိတယ်ပေါ့တဏ18ခုမြောက်ကဓမ္မဟရယဝိပန္ငါတဲ့ဒီဓမ္မဟရယဝိပန္ငါဆိုတာဘုံဒီအကြောင်းတို့သိလိုက်တာတွေအလုံးခြုံပြီးတော့သူဓမ္မဟရယဝိပန္ငါဘုရှိတော်ကဒီဓမ္မဟရယဝိပန္ငါကိုတချမ်းဖြစ်ဆွေးနွေးထားတာရှိကထာဝတ္ထုမထည့်ပဲနဲ့သူ့ကိုတချမ်းဖြစ်ဆွေးနွေးထားတာရှိအဲ့တော့ဓမ္မဟရယဝိပန္ငါကသူကထူးခြားတာဘာလို့ဆိုဓမ္မဟရယဆိုတဲ့အသုံးလေးသုံးထားတာကွာသူကထူးခြားတယ်heart of Dhamma actions of Dhamma ဆိုတဲ့သဘောမျိုးပေါ့ဓမ္မဟရယအဲ့ဒီမှာခန္ဓာအာယတနာဓာတ်သစ္စာဣန္ဒြေဟေတုအာဟာရဖတ်တဝေဒနာတင်ညာစေတနာစိတ်ဓာတ်ဆိုတဲ့ခေါင်းစည်းလေးတွေနဲ့တရားတွေအလုံးကိုပြန်ပြီးတော့ဆွေးနွေးထားတယ်ပြန်ပြီးတော့ဖော်ပြထားပြန်တယ်ဒီမှာအဲ့ဒါတွေနဲ့ပြန်ဖော်ပြထားတယ်အဲ့ဒါဖော်ပြပြီးတော့နောက်ကာမဓာတ်ရူပဓာတ်ဓာတုဆိုဘုံကိုပြောတဲ့ဒီမှာကာမဓာတုရူပဓာတုအရူပဓာတုဆိုတဲ့ဓာတုတွေနောက်အပရိယပါဏဆိုတဲ့လောကုတ္တရာနောက်ပရိယပါဏအပရိယပါဏဝါရမှာကာမဓာတုဆိုပြီးတော့တစ်ခါထပ်ပြောပြန်တယ်နောက်သူက section တွေအများကြီးပဲဓမ္မဟရယဝိဘဲမှာသူကနံပါတ်1ကသဗ္ဗသင်္ဃာဟိကဝါရတဲ့နံပါတ်2ကဥပ္ပတ္တလုပ္ပတ္တိဝါရနံပါတ်3ကပရိယပါဏဝါရနံပါတ်4ကဓမ္မထသနဝါရသူကတော်တော်လေးစိတ်ဝင်စားစရာကောင်းအောင်လုပ်ထားတယ်နောက်နံပါတ်5ကျတော့ဘူမန္တရထသနဝါရအသုံးလေးတွေလည်းတခြားနဲ့မတူဘူးနံပါတ်6ကျတော့ဥပ္ပါဒကကမ္မအာယုပ္ပမာဏဝါရတဲ့ဒီဘုံဒီမှာရှိတဲ့တတ္တဝါတွေရဲ့တက်တန်းတွေပါပြောသွားတယ်ဥပ္ပါဒကကမ္မနဲ့အာယုပ္ပမာဏအဲ့ဟာနှစ်ခုနံပါတ်9ကအဘိညေယာတိဝါရနံပါတ်10ကတာရမဏနာရမဏဝါရနံပါတ်9ကဒိဋ္ဌသုတ္တာတိဓတနဝါရနံပါတ်10ကတိကာတိဓတနဝါရလို့ဆိုပြီးတော့ set division လေးတွေသူက10မျိုးထပ်ခွဲလိုက်တယ်ဒါမို့ဓမ္မဟရိယဝိပင်္ဂကိုသူကကျမ်းတချမ်းအနေနဲ့သတ်မှတ်တယ်ပြီးတော့မှသမိုင်းမှာကျမ်းတချမ်းအနေနဲ့သတ်မှတ်ဒါကဒီကနေ့လက်ရှိသတ္တသံဃာနာအတည်ပြုထားတဲ့ဝိပင်ပါဠိတော်နဲ့ပတ်သက်တဲ့ဖွဲ့စည်းပုံလေးကိုအချင်းချင်းပြောပြတာနော်18ပိုင်းရှိတယ်အခန်းကြီး18ခန်းရှိတယ်ဝိပင်္ဂပါဠိတော်မှာအရေးကြီးတဲ့တရားတော်တွေကိုခွဲခြားဝေဖန်ပြီးတော့ပြတယ်အခန်းပေါင်း18ခန်းရှိတယ်အဲ့ဒီအခန်းပေါင်း18ခန်းထဲမှာအခန်းပေါင်း18ခန်းနဲ့ဝိပင်ကျမ်းကြီးကိုဟောထားတာဖြစ်လို့ဒီဝိပင်ကျမ်းကြီးကိုဖွင့်ဆိုတဲ့အထာဂရာကိုတမ္မောဟဝိနောဒနီလို့ဒီလိုခေါ်တယ် Dispeller of Delusion အင်္ဂလိပ်လိုလည်းပြန်ထားတာရှိတယ်တမ္မောဟတွေ့ဝေခြင်းကိုဝိနောဒနီဖယ်ရှားပစ်တယ်ဉာဏ်ဉာဏ်သွေးတွေအများကြီးတိုးတက်သွားနိုင်တာပေါ့ဒီဝိပင်ကျမ်းကြီးကိုလေ့လာခြင်းအပြင်တမ္မောဟဝိနောဒနီ Dispeller of Delusion အဲ့ဒီမှာ18ခန်းကို
18ခန်းရှိသည့်အတွက်ကြောင့်ဒီဝိပင်းကျမ်းကြီးကိုရေးတဲ့ရှင်မဘုရကောသကတမ္မောဟဝိနောရဏီအထက်ကထာလို့နာမည်ပေးပြီးဖွင့်ဆိုတဲ့အထက်ကထာကျမ်းကြီးကိုရေးတဲ့ရှင်မဘုရကောသကရှင်မဘုရကောသလက်ထက်ကတည်းက18ခန်းဆိုတာသိကြတယ်သူကလိုက်လျောညီတွေရှိအောင်အထရတဗုဒ္ဓဓမ္မဖရာတွေရဲ့အဝိနိကတိတန့်ရထားတဲ့ဂုံကြီးဂုံသွေး18မျိုးနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားသည်18ခန်းပါတဲ့ဝိပင်းကျမ်းကြီးကိုဟောပါတယ်လို့ပဏာမပြုထားတယ် opening verse မှာအဲ့ဒါကိုဖော်ပြထားတယ်အထရတဓမ္မေဟိဆိုမြတ်စွာဘုရားရဲ့အဝိနိကဂုံတော့18ခုရှိတယ်လေပတိတံသေဗုဒ္ဓတဘဂဝတောအပတိတညာနာအနာဂတံသေဗုဒ္ဓတဘဂဝအဲ့ဒီဟာအလုံးပေါင်းတော့18ခုရှိတယ်နတ္ထိတဝါနတ္ထိရဝါနတ္ထိအဘုဒ္ဓနာအဲ့ဒီထိအောင်အဲ့ဒီ18ခုကိုရည်ညွှန်းပြီးတော့18ပါးသောဂုဏ်ကြီးတွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားသည်18ခန်းပါဝင်တဲ့ဝိပင်းကျမ်းကြီးကိုဖွင့်ဆိုတယ်လို့ဝိပင်းကျမ်းကြီးကိုဟောကြားတော်မူတယ်လို့ဒီလိုအနာမပြုသွားတယ်ဒါစိတ်ဝင်စားစရာအချက်တစ်ခုပေါ့နော်ကောင်းပြီဝိပင်းကျမ်းနဲ့ပတ်သက်ပြီးတော့အခန်း18ကိုတစ်ခုနဲ့တစ်ခုဆက်သွယ်မှုရှိအောင်ဝိပင်းကျမ်းကြီးရဲ့အရေးပါမှုဝိပင်းကျမ်းကြီးရဲ့ compilation system format ကိုခုလောက်ဆိုလို့ရှိရင်ခြုံငုံပြီးတော့သိရပြီအဲ့ဒီထဲမှာနောက်ပိုင်းအကြောင်းညင်ညွတ်လို့ပို့ချတဲ့ lecture တွေကြတော့တက္ကန္တစီရဲ့ထူးခြားချက်ကလေးတွေပေါ့အကုန်လုံးတော့မပြောနိုင်ဘူးပေါ့ဒါတော့ထူးခြားချက်ကလေးတွေကိုဆက်ပြီးတော့ပို့ချပြီးတော့ပေးပါမယ်ဒီကနေ့တော့ဒီလောက်နဲ့ပဲကဲပြီးကြရအောင်